အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့နိုင်ငံတကာဆက်ဆံရေးဆိုတဲ့အကြောင်းအရာကိုလေ့လာသွားမှာပဲဖြစ်ပါတယ်အရင်ဦးဆုံးနိုင်ငံတကာဆက်ဆံရေးလို့ကျွန်တော်ပြောလိုက်တာနဲ့လူများစုကနိုင်ငံတကာဆက်ဆံရေးဆိုတာကနိုင်ငံရေးပုဂ္ဂိုလ်တွေပဲလေ့လာတင်တဲ့ဘာသာရဲ့ဒါမှမဟုတ်ဒီတသမရေးရာကိစ္စဒီတသမရေးရာမှာဒီအလုပ်လုပ်ကိုင်မဲ့လူပုဂ္ဂိုလ်တွေပဲလေ့လာတဲ့ဘာသာရဲ့လို့ပြောဆိုကြပါတယ်အမှန်တကယ်တော့ဒီနိုင်ငံတကာဆက်ဆံရေးဆိုတာကမိတ်ဆွေတို့ကျွန်တော်တို့နဲ့နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝမှာအင်မတန်ကိုမှအရေးပါအရာရောက်တဲ့ဘာသာရပ်တစ်ခုပဲဖြစ်ပါတယ်ဥပမာမရက်ဖြန်မိတ်ဆွေတို့ကျွန်တော်တို့ဝယ်သုံးနေကြတဲ့တက်စီဆေးတွေကစီးတက်သွားတာဒါမှမဟုတ်ကိုမရက်ဖြန်တော့ဝယ်မဲ့ဖုန်းစီးတက်သွားတာဒါမှမဟုတ်ကျွန်တော်ဗီဇာရဖို့ခက်ခဲလာတာဒါကမိတ်ဆွေကြောင့်မဟုတ်ပါဘူးကျွန်တော်ဒီလိုမိသားထောင်ပေါင်းများစွာဝေးကွာနေတဲ့နိုင်ငံတနိုင်ငံရဲ့ဆုံးဖြတ်ချက်တွေကြောင့်ပဲဖြစ်ပါတယ်ဒါက international relation ရဲ့အစွမ်းတွေပဲဖြစ်ပါတယ်အဲ့တော့ international relation ဆိုတာဘာလဲ international relation ဆိုတာကနိုင်ငံတနိုင်ငံနဲ့တနိုင်ငံပြောဆိုဆက်သွယ်မှုတွေလုပ်ကြတာဒါမှမဟုတ်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံကုန်သွယ်ရေးတွေပြုလုပ်ကြတာပဲဖြစ်ပါတယ်ကုန်သွယ်ရေးတွေလုပ်ကြတဲ့အပြင်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံစစ်တွေဖြစ်ပေါ်တဲ့အချိန်မှာဆိုရင်ဘယ်လိုမျိုးညှိနှိုင်းမှုတွေပြုလုပ်ကြတယ်လဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်တို့လေ့လာရမှာပဲဖြစ်ပါတယ်အဲ့ဒီတော့နိုင်ငံတကာဆက်ဆံရေး international relation ရဲ့နောက်ခံအကြောင်းအရာတမိုင်းကိုကျွန်တော်တို့အနေနဲ့များမျှဝေချင်ပါတယ်ဒီ15ရာစုမှာဆိုရင်အနောက်တိုင်းမှာကပလိပခစစ်ပွဲတွေဖြစ်ပွားကြပါတယ်အဲ့ဒီအချိန်မှာဒီအနောက်နိုင်ငံတွေကဒီစစ်ပွဲတွေမလိုလားကြဘူးငြိမ်းချမ်းရေးကိုပဲလိုလားကြတယ်အဲ့ဒီအတွက်ကြောင့်မလို့1648ခုနှစ်မှာဆိုရင်သူတို့က Peace of Westphalia ဆိုတဲ့စာချုပ်ကိုသူတို့ကချုပ်ဆိုကြတယ်အဲ့ဒီအချိန်မှာဆိုရင်သူတို့ကနိုင်ငံတနိုင်ငံနဲ့နိုင်ငံစစ်တွေဆက်လက်မဖြစ်ပွားဖို့ငြိမ်းချမ်းရေးကိုပဲအမြဲတမ်းတည်တတ်ခိုင်မာအောင်ဆိုပြီးတော့သူတို့ကစာချုပ်တွေချုပ်ဆိုကြတာပဲဖြစ်ပါတယ်အဲ့ဒီကနေမှအဲ့ဒီစစ်ဖြစ်ပွားတွေပြီးတဲ့နောက်မှာဆိုရင်အရှုပ်ချအာဏာပိုင်နိုင်ငံတနိုင်ငံရဲ့အရှုပ်ချအာဏာဒီဖြစ်ပေါ်လာတယ်ဥပမာဘယ်နယ်နိမိတ်ကနေဘယ်နယ်နိမိတ်အထိကဒါကဒီဂျာမနီရဲ့အရှုပ်ချအာဏာပိုင်ဖြစ်တယ်ဘယ်အပိုင်းကပြင်သစ်တွေအရှုပ်ချအာဏာပိုင်ဖြစ်တယ်ဆိုပြီးတော့အရှုပ်ချအာဏာပိုင်တွေကန့်တက်လာတာရှိပါတယ် international relation နိုင်ငံတကာရဲ့အကြောင်းအရာကိုလေ့လာဖို့ဆိုရင်ကျွန်တော်ရဲ့ဒီ international relation မှာဆိုရင်သူရဲ့အခြေခံ concept အကြောင်းအရာကိုကျွန်တော်အရင်သိရှိဖို့လိုအပ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကဒီအခြေခံ concept 3ခုနဲ့ကျွန်တော်မျှဝေချင်ပါတယ်ပထမဆုံးတစ်ခုကကျွန်တော်ရဲ့ဒီအချုပ်ချာအာဏာပိုင်ကျွန်တော်တို့နိုင်ငံတနိုင်ငံကကျွန်တော်ရဲ့အချုပ်ချာအာဏာပိုင်ကအလုံးအမတန်မှအရေးကြီးပါတယ်ကျွန်တော်ရဲ့ကိုယ့်ရဲ့နိုင်ငံအချုပ်ချာအာဏာပိုင်ရှိမှပဲဒီအခြားနိုင်ငံရဲ့ဝင်ရောက်စုဖတ်မှုကျူးကျော်နိုင်မှုကိုကျွန်တော်ကဟန်တားနိုင်မယ်တားဆီးနိုင်မယ်ဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်ရဲ့အချုပ်ချာအာဏာပိုင်ကနိုင်ငံတနိုင်ငံရဲ့အကြီးအကဲအစိုးရအပေါ်မှာကျွန်တော်အချုပ်ချာအာဏာပိုင်ရှိဖို့လိုအပ်ပါတယ်နောက်ထပ် concept တစ်ခုကဘာလဲဆိုရင်တော့ power ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ power လို့ပြောတဲ့အချိန်မှာဆိုရင်ကျွန်တော်ဒီမှာကနှမျိုးနှစားနဲ့မျှဝေရှင်ပါတယ်ပထမတစ်ခုက hard power ပဲဖြစ်ပါတယ် hard power ကဘာကိုပြောတယ်လဲဆိုရင် hard power ကကိုယ့်ရဲ့ဒီပညာနဲ့ပတ်သက်ပြီးတော့ကိုကအားကောင်းတာဒါမှမဟုတ်လက်နက်အားနဲ့ပတ်သက်ပြီးတော့ကိုယ်မှာအားကောင်းတာနျူကလ িয়ার လက်နက်အပြည့်အဝရှိတာကိုယ့်ရဲ့လက်နက်အားရေအားဒီကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကိုယ်မှာလက်နက်အားတောင့်တင်းနေဆိုရင်ကိုယ့်ရဲ့လက်နက်အားတောင့်တင်းလာတဲ့မြတ်အခြားနိုင်ငံကိုကျွန်တော်တို့ဝင်ရောက်စုဖတ်မှုတဲ့ဒီကြီးစိုးမှုတွေကျွန်တော်လုပ်နိုင်ပါတယ်နောက်တစ်ခုကကျွန်တော်ရဲ့ soft power ပါ soft power ကဘာပြောလဲဆိုတော့ soft power ကဒီကိုကအရှမ်းနိုင်ငံကိုဒီကိုရဲ့ ideology နဲ့လွန်မိုးရှင်သလားဒါမှမဟုတ်ကိုရဲ့ကာရှာတွေနဲ့လွန်မိုးသလားဖြစ်ပါတယ်ဥပမာဒီတောင်ကိုရီးယားတို့မှာဆိုရင်သူတို့ရဲ့ဒီကာရှာမှာဆိုရင်သူတို့ရဲ့ဒီမီဒီယာတွေနဲ့အသုံးပြုပြီးတော့ဒီအခြားနိုင်ငံအပေါ်မှာသူတို့ကလွန်မိုးမှုတွေရှိလာပါတယ်ဥပမာကျွန်တော်ကြည့်မှဆိုရင်ဒီ K-pop ကာရှာတို့ဒီသူတို့ရဲ့ကာရှာကဒီသူတို့ရဲ့ social media ကနေတစ်ဆင့်အခြားနိုင်ငံကိုသူတို့က
သူရဲ့ကစားကိုပြန်နာအောင်လုပ်တယ်သူရဲ့ဒီအချမ်းနိုင်ငံမှုပေါ်မှာလွန်မှုရှိအောင်သူတို့လုပ်တာပဲဖြစ်ပါတယ်ခါကျတော့ကျွန်တော်ပါဝါကြည့်မယ်ဆိုရင် soft power နဲ့ hard power ဆိုပြီးတော့ရှိပါတယ်နောက်ထပ် concept တစ်ခုကဘာလဲဆိုရင်တော့ national interest ပါကျွန်တော်က national interest ကျွန်တော်ရဲ့ဒီအမျိုးသားရေးလို့ပြောတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့နိုင်ငံကိုယ့်ရဲ့နိုင်ငံကအချမ်းနိုင်ငံတွေနဲ့ကုန်သွယ်ရေးလုပ်တာပဲဖြစ်ပူပေါင်းဆောင်ရွက်လုပ်ကြတာပဲဖြစ်အမှကိုယ့်ရဲ့လုံခြုံရေးကိုအရင်ဦးစားပေးတယ်ကိုယ့်ရဲ့နိုင်ငံရဲ့အကျိုးအမြတ်အကျိုးစီးပွားဖြစ်ထွန်းရဲ့အတွက်ကိုဦးစားပေးတာပဲဖြစ်ပါတယ်အဲ့ဒါကျွန်တော်ကိုယ့်ဒီဥပမာကျွန်တော်မြန်မာနိုင်ငံကဒီထိုင်းနိုင်ငံတွေနဲ့ကုန်သွယ်ရေးတွေလုပ်ကြတယ်ကိုလုပ်တဲ့အချိန်မှာဆိုရင်ကိုယ့်ရဲ့အကျိုးအမြတ်ကရှိသလားမရှိဘူးလားဆိုတော့ကျွန်တော်ကအရင်ပြီးတော့ဦးစားပေးတဲ့ concept ဖြစ်တယ်ပေါ့အဲ့ဒါကျွန်တော်ဒီ concept သုံးခုကိုကျွန်တော်သိရှိပြီးလို့ဆိုရင်ဒီနိုင်ငံတကာဆက်ဆံရေးမှာဆိုရင်လေ့လာတဲ့နိုင်ငံတကာဆက်ဆံရေးကိုလေ့လာတဲ့အချိန်မှာဆိုရင် theory ကိုအကြောင်းအရာကိုကျွန်တော်နားလည်ဖို့လွယ်ကူသွားမှာအထောက်အကူဖြစ်သွားမှာဖြစ်ပါတယ်အဲ့ခါကျတော့ဒီနေ့ theory တွေအများကြီးရှိတဲ့အထက်မှာကျွန်တော် theory 3ခုကိုဆက်လက်ပြီးတော့မျှဝေချင်ပါတယ်ပထမဆုံး theory ကပါလဲဆိုရင်တော့ကျွန်တော် realism ပါဒီ realism မှာဆိုရင်သူတို့ကနိုင်ငံကဆက်ဆံရေးတွေမှာဒါမှမဟုတ်နိုင်ငံတနိုင်ငံရဲ့အမြင်နိုင်ငံတနိုင်ငံရဲ့ရှုထောင့်ကိုသူတို့ကသုံးသပ်တဲ့သူတို့ရဲ့ရှုထောင့်သူတို့ရဲ့အမြင်ပဲဖြစ်ပါတယ်သူတို့ကကျတော့ဘာယုံကြည်တယ်လဲဆိုရင်တော့ power ကအရာရာပဲဖြစ်ပါတယ် power is everything ပဲဖြစ်ပါတယ်ကျွန်တော်တို့က power ရှိမယ်ဆိုရင်ကျွန်တော်ကအချမ်းနိုင်ငံကိုကျွန်တော်ကဝင်ရောက်ဆွတ်ဖတ်မှုပြုလုပ်နိုင်မယ်ပြီးတော့ကိုယ်နိုင်ငံကိုသူများဝင်ရောက်ဆွတ်ဖတ်မှုပြုလုပ်တဲ့အချိန်မှာဆိုရင်ကိုကဟန်တားနိုင်မယ်တားဆီးနိုင်မယ်ဆိုတဲ့အရာပဲဖြစ်ပါတယ်အခါကျတော့ကျွန်တော်တို့က power ရှိမယ်ဆိုရင်ကျွန်တော်ကအရာရာတွေကိုကျွန်တော်ပြောဆိုပိုင်ခွင့်ရှိမယ်လှုပ်ဆောင်ပိုင်ခွင့်ရှိမယ်ဆိုပြီးတော့ realism တမားတွေကယုံကြည်ကြပါတယ်နောက်ထပ် theory တစ်ခုကပါလဲဆိုရင်တော့ကျွန်တော် liberalism ပါကျွန်တော် liberalism တမားတွေကကျတော့သူတို့ရဲ့အမြင်သူတို့အရှုထောင့်ကဘယ်လိုရှိလဲဆိုတော့ကကျွန်တော်တို့နိုင်ငံတနိုင်ငံနဲ့နိုင်ငံ cooperation ပူးပေါင်းဆောင်ရွက်မှုဆိုတာကသူတို့ရဲ့အမြင်ရှုထောင့်ပဲပေါ့ကျွန်တော်တို့ကနိုင်ငံတနိုင်ငံနဲ့တနိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေလုပ်မယ်ဆိုရင်ကျွန်တော်တို့ရဲ့နိုင်ငံရဲ့အကျိုးစီးပွားကိုတိုးတက်စေတယ်ဖြစ်ထွန်းစေတယ်လို့သူတို့ကယူဆကြပါတယ်ပြီးတော့သူတို့ကနိုင်ငံတနိုင်ငံနဲ့တနိုင်ငံပူးပေါင်းဆောင်ရွက်မှုလုပ်မယ်ဆိုရင်ကျွန်တော်ကစစ်ဖြစ်ပွားမှုကိုရော့ချနိုင်တယ်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံငြိမ်းချမ်းရေးကိုဖြစ်စေနိုင်တယ်လို့သူတို့ကယူဆကြပါတယ်ဥပမာကျွန်တော်တို့ဒီအမေရိကန်နဲ့တရုတ်ကသူတို့ကအချင်းချင်းကုန်သွယ်ရေးတွေလုပ်ကြမယ်သူတို့ကအချင်းချင်းဒီပူပေါင်းဆောင်ရွက်မှုတွေလုပ်မယ်ဆိုရင်သူတို့ရဲ့အဒီနိုင်ငံရဲ့စစ်ဖြစ်ပွားမှုနှုန်းကမရှိတလောက်ပဲလို့သူတို့ကယူဆပါတယ်ထင်မြင်ပါတယ်အဲ့ကကျတော့ဒီ liberalism တမက cooperation ပူပေါင်းဆောင်ရွက်မှုကအလွယ်ရေးကြီးတယ်လို့သူတို့ကထင်မြင်ပါတယ်နောက်ထပ် theory တစ်ခုကပါလဲဆိုရင်တော့ contrastism ပါသူတို့ကကျတော့နိုင်ငံတနိုင်ငံက power တစ်ခုရှိုံနဲ့မလုံလောက်ပါဘူးနိုင်ငံတနိုင်ငံမှာသူတို့ power ကြည့်ုံနဲ့ကျွန်တော်ခွဲခြားလို့မရနိုင်ပါဘူးကျွန်တော်ရဲ့နိုင်ငံတနိုင်ငံမှာဆိုရင်သူတို့ရဲ့ ideology တွေရှိမယ်သူတို့ရဲ့ belief တွေသူတို့ရဲ့ common value တွေရှိပါတယ်ပြီးတော့သူတို့ရဲ့ culture တွေကပါလဲဆိုတာကျွန်တော်ကြည့်ဖို့လိုအပ်ပါတယ်လို့ဒီ contrastism တမားတွေကပြောဆိုကြပါတယ်ဥပမာကျွန်တော်တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြည့်လိုက်ပါသူတို့က culture တွေသူတို့ရဲ့ဒီ ideology တွေမတူကြပါဘူးသူတို့မှာဆိုရင်တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားတချို့က democratic တချို့ကကျတော့ communist ဆိုပြီးတော့ခွဲပြားကြပါတယ်ပြီးတော့ကျွန်တော်တို့က China ကိုကြည့်မယ်ဆိုရင်လည်းသူတို့က socialism လား communism လားဆိုပြီးတော့ကျွန်တော်တို့ကောင်းမွန်ကျွန်တော်တို့အဲ့ဒီ ideology တွေသူတို့ရဲ့ common value တွေသူတို့ရဲ့ belief ကိုကျွန်တော်တို့အဲ့ဒါကိုကျွန်တော်ထဲဝင်ကြည့်မှပဲနိုင်ငံတနိုင်ငံရဲ့ခေါင်းဆောင်တွေကသူတို့ကဘယ်လို ideology တွေနဲ့သူတို့ကကျင့်သုံးနေရလဲဆိုတာကျွန်တော်တို့ကောင်းမွန်ခွဲခြားလာနိုင်မယ်လို့ကျွန်တော်တို့ပြောဆိုထားပါတယ်ဒါကကျတော့ကျွန်တော်တို့ဒီ international relation နိုင်ငံတကာဆက်ဆံရေးကိုကျွန်တော်လေ့လာတဲ့အချိန်မှာဆိုရင်ဒီ theory 3ခုနဲ့ကျွန်တော်တို့ကဆွတော့အမျိုးကနေမှကျွန်တော်တို့ကြည့်ရှုမယ်ဆိုရင်ဒါကနိုင်ငံတကာမှာသူတို့ရဲ့ခေါင်းဆောင်တွေကဘယ်လို ideology တွေကျင့်သုံးနေရတာလဲပြီးတော့သူတို့ရဲ့ကုန်သွယ်ရေးသူတို့ရဲ့စီးပွားရေးသူတို့ရဲ့နိုင်ငံရေးကိုသူတို့ကဘယ်လိုတွေမူဝါဒတွေဘယ်လို policy တွေနဲ့
ဆိုကျင့်သုံးနေရလဲဆိုတာကျွန်တော်တို့ကောင်းကောင်းမွန်မွန်ခွဲခြားလာနိုင်မယ်တည်ရှိလာနိုင်မယ်ပဲဖြစ်ပါတယ်အားလုံးကိုပဲကျေးဇူးတင်ပါတယ်